ဒီသမရရဲ့ရခိုင်ပြည်နယ်အရေးပေါ်အခြေအနေတင်ညာချက်နဲ့ပတ်သက်ပြီးတော့လည်းအင်ဂျင်ကတင်ပြဖို့ရှိရနော်ဟုတ်ပါတယ်ရှင်ဒီကနေ့ဒီပြည်ထောင်စုလွှတ်တော်မှာသမရရဲ့တင်ညာချက်ကိုအတည်ပြုလိုက်တာနဲ့ပတ်သက်လို့အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကိုဆက်သွယ်မေးမြန်းထားပါတယ်ရှင်ဟုတ်ကဲ့ရခိုင်ပြည်နယ်မှာဒီသမရရဲ့အရေးပေါ်အခြေအနေစီမံချက်ပေါ့လေထုတ်ပြန်ရတဲ့ကိစ္စကလည်းပဋိပက္ခပေါ်မှာအခြေပြုခဲ့ရတာဆိုတော့ဒီအန်ကက်အနေနဲ့ဆွေးနွေးတင်ပြချက်တွေထဲမှာရောဒီရခိုင်ပြည်နယ်ကပဋိပက္ခဖြစ်လာရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ထောက်ပြခဲ့တာမျိုးရှိပါလားရှင်ဟုတ်အဲ့ဒါတော့အခုဒီအရေးပေါ်အခြေအနေရွေးချက်ကိုရခိုင်မှာဖြစ်တဲ့ကိစ္စကကျွန်တော်ကတော့ဘာသာရေးတွေလူမျိုးရေးတွေထက်ကိုပြည်တော်စုရဲ့နယ်မြေဒေသကိုဖြစ်တဲ့ရခိုင်ပြည်နယ်ကိုခွဲထုတ်လို့လူတွေလည်းရခိုင်ပြည်နယ်နဲ့ပြည်တော်စုနယ်မြေကိုကာကွယ်လူတွေရဲ့ပဋိပက္ခပဲလို့ကျွန်တော်ထောက်ပြလိုက်တယ်။အဲ့ဒီပြဿနာကိုကျွန်တော်တို့ကဘယ်ပုံစံနဲ့ရှင်းမလဲ။ဥပဒေလမ်းကြောင်းအောင်ပဲရှင်းရမယ်။ကျွန်တော်တို့ဒုညာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြသတဲ့အမြင်ရှိရမယ်။ဒီကိစ္စကိုလူခွေဆိုပြီးတော့ဗျာနေလို့မရဘူးပေါ့။အချက်လက်တွေနဲ့ကျွန်တော်ဘာကိုထောက်ပြလဲဆိုရင်ပြည်သူ့ကိုယ်တိုင်လက်ထက်မှာ1930ခုနှစ်ကောက်ယူတဲ့တကောက်ရှင်း1935ခု40ခုမှာကောက်ယူတဲ့တကောက်ရှင်းမှာရိုဟင်ဂျာလူမျိုးဆိုတာမရှိဘူး။မရှိတဲ့ရိုဟင်ဂျာလူမျိုးတွေကပေါ်ပေါက်လာတာကလွတ်လပ်စွာကိုယ်ကိုယ်ပြုထားတဲ့ဘာသာရေးပေါ်အခြေခံပြီးတော့လူမျိုးတစ်မျိုးရှိအတိအကျပြီးခွင့်ကြိုးပမ်းတောင်းဆိုလာခြင်းမှာဒီလိုမှမဖြစ်တဲ့တော့အခွင့်အရေးရယူမှုတရားဒါမြန်မာနိုင်ငံတိုင်းသားရှိမှဒီမြန်မာနိုင်ငံရဲ့နယ်မြေဒေသရခိုင်ကိုဖက်ထုတ်ရေးအတွက်နှစ်ပေါင်းများစွာဖြစ်ပြလာတဲ့ကိစ္စတွေအဲ့ဒီတော့ကျွန်တော်ကအခုဒီကိစ္စတွေလာဝကတက်ကမသိနိုင်ဘူးဖြစ်လာပြီမဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားဥပဒေကကဏီဘက်ကိုဖော်ရရတယ်လုပ်လို့ရတယ်ဆိုတာပုံမှန်ဒီနဲ့ကျွန်တော်ထောက်ပြလိုက်တယ်ဒီချိန်ထဲမှာနိုင်ငံသားဖြစ်တဲ့အစလင်ဘာသာကိုယ်ဝယ်တွေကိုလည်းကျွန်တော်တို့ဖော်ပြဖို့ချိန်ကောင်းပြီး360နှစ်ကအစလင်ဘာသာကိုထိန်းသူခရိယာနတ်ကိုယ်ဝယ်တဲ့ဘာသာကိုပဲအတိမပြုတယ်ဒါကြောင့်နိုင်ငံတော်အတိမပြုတဲ့ဘာသာတွေကိုလည်းကာကွယ်ပေးရမယ်ဒါကျွန်တော်ထောက်ပြတယ်အဲ့တော့ရခိုင်ပြည်နယ်မှာဒီဗုဒ္ဓဘာသာအစ္စလမ်ဘာသာခရစ်ယာန်ဘာသာကိုးကွယ်တဲ့သူတွေအတွက်ဥပဒေကြောင်းအရကာကွယ်မှုအပိုင်းကိုရောဘယ်လိုဆွေးနွေးခဲ့လဲရှင်အခုရခိုင်မှာဖြစ်တာခိုးဝင်လာတဲ့လူတွေနဲ့ဒေသခံတိုင်းနဲ့ရခိုင်တွေနဲ့ဖြစ်တာလေဘာသာရေးတော့မဟုတ်ဘူးရခိုင်မှာမွတ်စလင်ဘာသာအစ္စလမ်ဘာသာကိုးကွယ်တဲ့ကမန်လူမျိုးတွေရှိတာပဲကမန်တွေနဲ့ရခိုင်နဲ့ဖြစ်မှဖြစ်ပဲအဲ့တော့ဒီမှာတစ်ချက်ကျွန်တော်နောက်တစ်ခုတင်ပြခဲ့တာကဇာနယ်မှာကျွန်တော်ဖတ်ရတဲ့ကိုကြီးရဲ့ပြောပြချက်ပေါ့ရှိလို့လုံးကျောင်းသားကောင်းတော့ကိုကြီးကအချုပ်ချာအာဏာကာကွယ်ရေးအတွက်သမတော်နဲ့လက်တွဲဆောင်ရွက်ရေးရတိုင်းပြည်ပေါ်မှာတကယ်တစ္ဆာဆောက်ပြီးလုပ်ကိုလုပ်ရမယ်အလုပ်ဆိုတာကိုကြီးရဲ့ခုလိုပြောကြချက်အမျိုးသားအကျိုးစီးပွားအမျိုးသားလုံခြုံရေးပေါ်မှာရပ်တည်ပြောကြတာဖြစ်လို့ကျွန်တော်တို့ပြည်တော်လို့တော့ကျွန်တော်သူ့ရဲ့ပြောကြချက်ကိုကျိုးဆိုပြီးမှတွေ့ကြောင်းလည်းကျွန်တော်ပြောခဲ့ပါတယ်အဲ့တော့နိုင်ငံရေးယူဆတွေဘယ်လောက်ကိုပေါ့ဗျာအမျိုးသားကျိုးစီးပွားပေါ်မှာတော့ညီညွတ်ရမယ်ဆိုတာဟောတော့ကျွန်တော်ဒီအလေးနဲ့ပြင်ပြခဲ့ပါတယ်အဲ့တော့အញ្ញတို့ဒီလွတ်တော်ကနေဆိုတော့ဒီရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ကိစ္စပေါ်မှာဒီလူဝင်မှုကြီးကြပ်ရေးပိုင်းဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီးတော့ပြင်ဆင်တာမျိုးတွေဖြစ်လာဖို့အခြေအနေရောရှိလားရှင်ကျွန်တော်အမြင်ကတော့ဒါတော့ကျွန်တော်ပြင်ပြောမှာပဲအဲ့ဒီတော့ကဒီရှင်းတာစစ်စစ်ရေးတို့ဒါတို့ရဲ့အခြေအနေကိုကြည့်ပြီးတော့အဲ့ဒီကာလတော့ခေါင်းဆောင်မှုပေးတဲ့ပုဂ္ဂိုလ်တွေကမြန်မာနိုင်ငံသားဥပဒေကိုရေပတ်မအောင်ရေးရခဲ့တယ်အဲ့ဒီမှာပြင်ပြတော့ဗာပြရမယ်ဆိုရင်ငွေတန်းတွေပဲပြင်ဖို့လို့ဟုတ်လားနိုင်ငံသားဖြစ်ကိုမဟုတ်မှခေါ်ပြပြီးဖုံးပြပြီးတော့ရရှိတဲ့လူကိုနိုင်ငံသားစီကရုပ်ပေးရမယ်ပြင်ထောင်ဒဏ်30မိနစ်နဲ့ငွေတန်းကျ9000ကျရမယ်ဆိုပြီးတော့ပုံမှန်စစ်စစ်မှာပြထားတာပဲအဲ့လိုပဲအားပေးကူညီတဲ့လူကိုထောင်ဒဏ်9မိနစ်နဲ့ငွေတန်းကျ3000ဖြတ်ထားမယ်ဆိုတဲ့အမျိုးမှာငွေတန်းတွေကတော့အခုခေတ်နဲ့မကိုက်တော့ဘူးငွေတန်းကျ9050ငွေကျတန်းကြောင်း1000ကျခံဖို့လိုတာပေါ့အဲ့ဒီပုံမှန်ချက်ကိုဆိုတာအားပေးကူညီတယ်ဆိုတာခုနလာဝကလူမှုကြီးကြပ်ရေးဌာနပုဂ္ဂိုလ်တွေအတွက်မှတ်ထားတဲ့ပုံမှန်ပဲလေ1980နဲ့မြန်မာနိုင်ငံသားဥပဒေဟာဒီတရားမဝင်ခိုးဝေလာသူတွေကာကွယ်ဖို့တကယ်ကြီးခြုံငုံလွှမ်းခြုံပြီးတော့အလုပ်ဖြစ်တဲ့ဥပဒေပါပြင်မယ်ဆိုရင်ငွေလာပဲပြင်သင့်ပါတယ်အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ပါ